မင်္ဂလာပါမငေးတာအောင်မငေးတာအောင်ပထမဆုံးအနေနဲ့လေဆိုတော့နိုင်မွေးရတဲ့ပုံဖြစ်ပါအလန်လာအော်ဒီပရင်တရှိဆိုင်ပေပုံปัวအောင်ကျနေနော်ကလောရာဒီปัวបងចណៃណោឡណោណោហតូនលចានហតូនបាតាហតូនវាបាត់ទេចាទៅចោតខ្ពស់មកគេចាមឡក៏កោចៅហតូនស្ទួវាខូតនេះហតូនក៏ស្ទួវាថោតតនទៅកោគេហតូនវា fit work មកនេះទៅទីព្រិងទៅជាសាញ់ក៏ហត់នៅក៏រឹសចាននៅអង្គចណៃអប៉ុណ្ណោះទីមើលបំឡរោមើលអមតៃមើលទៅវាកោតែទាំងចានឡនវាអាចឆងเลยយ៉ាโอเคပြီးခဲ့တဲ့ခေါက်ကသူရှုံးထားတဲ့အတွက်ကြောင့်မို့စိတ်သက်ကြခံပြီးဖြစ်နေတာပေါ့နော်သူစိတ်မကောင်းဖြစ်ထားတယ်ပြီးလို့ရှိရင်ဒီနှစ်လအတွင်းကိုသူစူးစမ်းပြီးရုန်းကန်တယ်လို့ပြောမယ်လက်သီးပေါ့နော်စတော့ပါနော်လက်သီးပိုင်းကိုလည်းသူစူးစမ်းထားတယ်သူအများကြီးအားစိုက်ထားတာပေါ့နော်ဒီပွဲနိုင်တဲ့အတွက်အတိုင်းထက်အလုံးဝမ်းမြောက်လုံယူမိတယ်တဲ့ပွဲမတိုင်ခင်အောင်နော်ဆိုတော့ပွဲချိန်မှာတွေ့ထားတာလည်းရှိတယ်လေဒီ fight တော့အလဲထိုးမယ်ပြောလာပါတော့အဲ့ဆိုတော့အနေနဲ့ဘယ်လောက်ထိတောင်မှပဲယုံကြည်မှုရှိခဲ့တယ်သူ့ကိုလည်းထိုးกล้าเว็บปอเนาะก็ดีล่ะไปซิมอินเตอร์วิวแล้วสันดักก็ดีอเลโทในนายอ่างเดี๋ยวทำก็ดีกิดยังเกนอกเนาะก็บ่นะไอ้ดีก็ปะไตช่องรอราวเดี๋ยวมาก็ปะไตช่องรอที่ทำดีก็มาไตวัวไตกล้อมกันมันมาตูนเราเดี๋ยวตูนตัวมาตูนคอมันนะตูนให้ก็จานมาอะไรคือ100%သူယုံကြည်တယ်သူအများကြီးစူးစမ်းထားတဲ့အတွက်ကြောင့်မို့သူ့ကိုသူယုံကြည်တယ်အနိုင်ရဖို့အတွက်ဟုတ်ကဲ့ဟိုတစ်ဖက်က fighter ရောနာဒီအလဲထိုးတဲ့ပုံမှာအခုပထမအချိန်နဲ့10မိနစ်ကျော်လေးနဲ့ပြီးသွားတယ်ဘောလုံးအန်အားသိအောင်ဟုတ်ကဲ့ရှင်ဆိုတော့ကောအဲ့လိုပဲပထမအချိန်နဲ့ပွဲသိမ်းဖို့အတွက်ငကိုတဲ့ရည်ရလာခဲ့တာတော့ပေါ့နော်အဲ့ကပထမအချိန်တဟံကသူ first round အလန်ကလာအော့ပို့အဲ့ကပိုกล้าโปประมาณตุเดียตะเดียในมั้ยใช่ฮะกล้าออดเนาะก็เกนายเกนอกก็เลยဒီယုံကြည်လို့ပန်ကဟာပတိုင်လဘကကမဟာအတိုင်ဟဲ့တဲ့က first round တဲ့ကတိလန်ကလာအော့နော်ကတိပတိုင်လို့ချောင်းကဟာဒီကနော်တိုင်လငွတ်ပတ်နော်ကမဟမ်ကတဲ့ကပိုမပိုတိပိုရางစမရางနော်ကတိညောင်ကနော်ကပတိုင်လို့ချောင်းကကမှာမူယုတ်လေမူယုတ်အမလည်းပမာလို့သူကလည်းထားရဆိုတာမူယုတ်နော်ကတိဟိုကချင်းလာယုတ်บ้ายกပို့អត់សក្លាអត់ញីក្លាបញីគួះតូនឡៅមកញីតយមកណាំប្រាំងទេញីតោបាកូតញីសិនរែកសិនមកញីតែមកបៀកក្លាផែងកាមកយកក្លាណក៏ញីតៃមកក៏ញីតែសោតក្លាញក៏ញីគេអត់យកបាយកពួញីអត់ទេកោគេលើបគេញីသူဆုံးဖြတ်ထားတာဒုတိယအချီလောက်မှာပေါ့နော်ပထမအချီမှာဆိုလို့ရှိရင်တစ်ဖက်ကအားကုန်တဲ့အထီကိုစူးစမ်းခိုင်းမယ်ပြီးမှဒုတိယအချီဆိုလို့ရှိရင်သူအလဲထိုးနဲ့နိုင်အောင်သူတိုက်မှာပေါ့နော်ဒါပေမဲ့ဒီပထမအချီမှာနိုင်သွားတာပေါ့သူမဟာပထမအချီဟုတ်ထင်းလို့ပြောတာဟုတ်ထင်းလို့မထင်းတာပဲနဲ့နိုင်သွားတာပြီးလို့ရှိရင်ဒီတစ်ဖက်ကတစ်နှစ်ကြော်လောက်လားတစ်နှစ်ကြော်လောက်ဟိုနားထားတဲ့အတွက်ကြောင့်မို့သူ့ဘက်ကလည်းယုံကြည်မှုအပြည့်ရှိတာပေါ့နော်အဲဒါကြောင့်ဒီပွဲမှာထူးခြားတာဟိုတစ်ဖက်ကဖိုင်ကအရင်ရှိတာဟုတ်တယ်ဆုံးနဲ့ထိုးခဲ့တဲ့ဖိုင်တာဟိုကအရင်ရှိတယ်ဟုတ်တယ်အကုန်လုံးလည်းနိုင်တယ်ပေါ့ဟုတ်တယ်အဲ့တော့တိုးဝက်ချက်ကဘာဖြစ်မလဲအဲ့တော့ရရှိတဲ့လူတွေလည်းနိုင်ကြสนักแต่ปลายประการก็ตัวชาวติดเลยนะเก่ากลายมองว่าเนาะชากติจะแม้เล็บปลายกับมันเลยกับเก่าตีนายมองเนาะไอ้ดีปนเลยไอ้สนักกับเอ็ดนายกันนี้ไปตีก็เน้นบ่มรอเราเว็บไปเลยนี่ว่าจะจอดจ่ายเปิดเลยมันจ่ายได้จ่ายเนี่ยโกนมันไตจ่ายได้จ่ายเปิดได้จ่ายว่าเดี๋ยวมันว่าคือจะไตชอบลงก็ฮอดအဲ့တစ်ဖက်ကအရက်မြင့်တဲ့အတွက်ကြောင့်ပေါ့နော်သူကခြေထောက်ကိုအားဆိုင်ပြီးကန်မယ်ပြီးလို့ရှိရင်ဘိုက်ကိုအားဆိုင်ပြီးစူးစမ်းပြီးထိုးမယ်ဒါသူ့ရဲ့အသွေးကိုပေါ့နော်သူ့အသွေးအတိုင်းကိုသူစူးစမ်းပြီးတိုက်တာပေါ့နော်ဟုတ်ကဲ့ဟိုကျွန်တော်တို့မြန်မာ fighter တော်တော်များကသူ့နဲ့အရက်ရှိတဲ့ fighter ထိုးလို့ရှိရင်ရုံးကန်ရဟုတ်တယ်ရှင်စုံရက်ကအမြဲတမ်းလို့နိုင်တယ်တော့စုံရက်အနေနဲ့မြန်မာ fighter တွေကိုအကြံဉာဏ်လေးတွေပါလေးပေးလို့ရဟိုတဲ့အရက်ရှိတဲ့ fighter ကိုထိုးနေเอามาได้เก่าก็นี่ปลายกับนี่เลยที่ก็เลยก็นายมาว่าสิฮะสวักคนได้ไหมพวกเลยพวกปลายเดี๋ยววันเนาะที่มันก็สอบ
แรงได้ต่อบอลเรา biết trai này lên cho nó đi cái trai bơi đây อืม bơi đây tay trai đây เยอะ chơiพวก include cho nó để break mà chơi เยอะ cao tới tay trai như nào có trai như cái tay chừng lại như trai như mong hôm cưới tôi đi chiều qua ra cho อ่าเยอะ cho cái trai bơi này cho nó bơi nhiều khoa อ่าเยอะเอาပြောမယ်ဆိုလို့ရှိရင်သူရှင်ပြိုင်တဲ့ခါကိုထက်မိတဲ့လူပြိုင်တဲ့ခါကျရင်သူကနှစ်ချက်ပဲရှိတာပေါ့နော်ခြေထောက်ကိုကမ်းမယ်ပြီးလို့ရှိရင်ဘိုက်ကိုထိုးမှာပေါ့နော်ဥပမာတစ်ခုသူပြောပြတာကဟိုနိုင်ငံခြားသားအင်္ဂလိပ်လူဖြူတွေနဲ့ရှင်ပြိုင်တဲ့ခါကျရင်သူတို့ကတအားမြန်တယ်လေမြန်တဲ့အတွက်ကြောင့်မို့ဆန္ဒကခြေကိုကန်တယ်ဘိုက်ကိုထိုးတဲ့အတွက်ကြောင့်မို့သူတို့ဘက်ကအရှိန်လျော့သွားတာပေါ့နော်သူရဲ့ flow အချက်ပေါ့နော်ဒါသူပြောပြတယ်ဆိုလို့ချက်ပါ cho nó sẽ chót từ bên include cho nó biết đây ngày này từ cho nó đâu sẽ chót biết từ sọt cho nó đâu sẽ chót တူပလား biết drop được ngay từ biết ngay mình đâu sẽ chót ngay rồi နိုင်ငံခြားသားတွေကတဲ့အထူးသဖြင့်အငိတ်နော် như vậy ဖက်ပြီးတော့လုံးပြီးတော့ဖက် đâu sẽ chót đi đòn pro မကြိုက်ဘူးပေါ့နော်သူတို့ပြော့မြန်တယ်အဲ့လိုမျိုးဒါသူရဲ့အတိထားတဲ့တစ်ချက်ကိုပြောပြလာတာပေါ့နော်ဟုတ်ကဲ့ရှင် ဆိုတော့ဘောနဲ့ရပြီ ဟုတ်ကဲ့ရှင် ဘောနဲ့ဘာလုပ်မလဲ ဘောနဲ့ရသည်ဘောနဲ့ကောမကလွန်တောင်းတော့မအော်လာတယ်မိကောင်းတာ มันก็มือได้ชินพยาวจัดหมอกาวตัวทำไมแต่กวนบักเลยพยาวจัดแต่มันค่อยรอเต็มแต่มันมือเดินยังเขาเว็บรอง ကိုယ်ပရန်ခလိုက်နေ เยอะ ဟုတ်ပရန်ခလိုက်လေလာကြောက်ကြတယ် ก้อย ဒီကိုပုတ်ကမ်းနော် เยอะมากบกายฮอด ဒီဘောနဲ့ရတဲ့ဟာသူ့အမေအတွက်ကိုသူရွယ်ပါတယ်ပြီးလို့ရှိရင်သူ့အမေရဲ့ရွယ်ချက်အတိုင်းဖျားသဆူပေါ့နော်ကြိုက်ကကလနော်လေးစိမ့်နော် เยอะร้านนู้นเต็มแต่ ဒါလည်းတော့ရ ให้กูร้าน ဒါနဲ့ပေါ့ဖျားသဆူဒီထိုင်းကဖျားသဆူကိုရွာပြန်ပြီးတော့မြန်မာနိုင်ငံရွာကိုပိတ်ဆောင်ပြီးတော့လှူမှာပေါ့နော်ကောက်တန်တော့လှူမယ်သူ့ရဲ့အမေရဲ့ရွယ်ချက်အတိုင်းကိုသူဖြည့်ဆည်းချင်ပါတယ်တဲ့ ဟိုဒီကပြန်မယ်ဆိုတော့ဖေးရွာလဲ กวนလာတာဘာလား ไปละเก่า တီပုတ်ကလိုနော်ကရင်ပြည်နယ်ကျရင်စိတ်ကြီးတီပုတ်ကလိုရောတီပုတ်ကလိုမုံရောပဲမတော်မုံလို့ခေါ်တာကပော့ကလေးမတော်မုံလို့အဲ့လိုသူကမုံနဲ့ကရင်နဲ့သူကအစကြားထဲမှာယူမုံရွာရှိတာပေါ့